လုံငန်းလောကမှာဆိုရင်လေဒီနမေကြီးစံနှုန်းတစ်ခုကိုကြားဘူးကြမှာပါ ISO ခေတ်ထောင်ဆိုင်နဲ့ ISO ရဲ့ထောက်လျက်တဲ့ပေါ့ကဲအဲ့လာဒီကတကယ်တမ်းဘာတွေလဲဘာလို့ဒီလိုအရေးကြီးနေရလဲဆိုတာကိုအထူးကြည့်လိုက်ကြအောင်လုပ်ငန်းတစ်ခုကိုဥဆောင်နေပြီဆိုရင်ဒီမဲကုန်းကိုမလွယ်မသွေတွေးမိပါပဲငါတို့လုပ်ငန်းအတွက်အမြင့်ဆုံးစံနှုန်းဆိုတာဘာဖြစ်တင်လဲဆိုတာမျိုးပေါ့အဲ့ဒီကနေပဲဆက်လိုက်ကြတာပေါ့အများစုကတော့ဒီလိုထွေးကြတယ်တခုကထုတ်ကုန်ရဲ့အရေးတွေးကိုအကောင်းဆုံးချမ်းအောင်လုပ်မယ်နောက်တစ်ခုကကြတော့ပတ်ဝန်းကျင်တဲ့တာဝန်ယူမှုရှိမယ်ဒီနှစ်လမ်းပဲရှိတယ်လို့ထင်ရတော့ပေါ့ဒါပေမဲ့အဲ့ဒီနှစ်ခုလုံးကိုပေါင်းစပ်ပေးနိုင်တဲ့ framework တစ်ခုရှိနေရဘယ်လိုလုပ်မလဲအဲ့တော့ ISO 9001ရော ISO 14001ရောနှစ်ခုစလုံးက management system standard တွေပါပဲဆိုလိုတာကသူတို့ကလုပ်ငန်းတစ်ခုကိုသူ့ရဲ့ရည်မှန်းချက်တည်စီရောက်အောင်လမ်းညွှန်ပေးတဲ့စီမံစည်းကမ်းတွေလုပ်ငန်းစဉ်တွေပေါ့ဒါမဲ့သူတို့လမ်းညွှန်ပေးတဲ့ဘန်းတိုင်တွေကတော့တစ်ခုနဲ့တစ်ခုမတူဘူးရအရေးပါတာကတော့နှစ်ခုလုံးအတူတူပါပဲဟုတ်ပြီဒါဆိုရင်ပထမဆုံးလမ်းကြောင်းကိုအရင်စကြည့်ရအောင်ဒါကတော့အရေးတွေ quality ကိုပဲအဓိကချတဲ့ ISO 9001အကြောင်းပါပဲရှင်းရှင်းပြောရင် ISO 9001ဆိုတာကထုတ်ကုန်ပဲဖြစ်ဖြစ်ဝန်ဆောင်မှုပဲဖြစ်ဖြစ်အမြဲတမ်းအချိန်တိုင်းမှာထိတ်တန်းအရေးအသွေးကိုပေးနိုင်ဖို့အတွက်စနစ်တစ်ခုကိုတည်ဆောက်တာပါပဲလုံးဝတသက်မှတ်တည်ဖြစ်နေရမယ်ဆိုတဲ့သဘောပေါ့သူရဲ့အထူးကရွေးချက်ကရှင်းရှင်းလေးပါပဲထုတ်ကုန်နဲ့ဝန်ဆောင်မှုရဲ့အရေးအသွေးကိုတည်တည်ငြိမ်ငြိမ်ဖြစ်အောင်လုပ်မယ်အဲ့ဒီကနေတဆင့် customer ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးပြီးသူတို့ကိုစိတ်ကျဉ်တဲ့မှုအပြည့်အဝပြည့်ပေါ်ပါပဲအဓိက customer satisfaction ပဲအဲ့တော့အဲ့လိုရေးသွေးကောင်းကိုဘယ်လိုရအောင်လုပ်မလဲအဲ့ဒါကဒီအချက်တွေမှာပဲရှိနေတာပါဒါကောင်းအောင်လုပ်ပါလို့အပေါ်ရန်ပြောနေတာမဟုတ်ဘူး customer ကိုအဓိကထားမယ်လုပ်ငန်းစဉ်တစ်ခုချင်းစီကိုတေချာချင်းကပ်မယ်အမြဲတမ်းပိုကောင်းစူးစမ်းနေမယ်ပြီးတော့ဖြစ်လာနိုင်တဲ့ risk တွေကိုကြိုတွေးထားမယ်ဒီချက်တွေအားပဲအရေးသွေးကိုအာမခံပြီးတော့ရန်တရားတွေပေါ့အရေးကြီးဆုံးတစ်ချက်ကပါလဲဆိုတော့ ISO 9001ဆိုတာလုပ်ငန်းမျိုးစားနဲ့မဆိုင်ဘူးဆိုတာပါပဲကုန်ထုတ်စက်ယုံကြီးအနေအစိုးရယုံဌာနတွေအထိဘလို့အဖွဲ့အစည်းမျိုးမဆိုအတုံးခလို့ရပါတယ်အဓိကကရေသွေးကိုတန်ဖိုးထားဖို့ပဲလို့တယ်ကဲရေသွေးလမ်းကြောင်းကိုတီးပြီးဆိုတော့နောက်ထပ်လမ်းကိုချုပ်ခွေကြည့်ကြည့်အောင်ဒါကတော့စိမ့်လန်းတဲ့လမ်းကြောင်းလို့ခေါ်နိုင်တဲ့ ISO 14001ပတ်ဝန်းကျင်စီမံခန့်ခွဲမှုစံနှုန်းကြောင်းပါပဲဒီမှာတော့ဇလန်းကပြောင်းသွားပြီအာယုံဆက်ရမှာက customer မဟုတ်တော့ဘူးတို့တွေအားလုံးနေထိုင်နေတဲ့ကဘာမြေနဲ့ပတ်ဝန်းကျင်အဲ့ဒါတွေအပေါ်လုပ်ငန်းရဲ့တက်ရောက်မှုကိုစီမံခန့်ခွဲဖို့ဖြစ်လာပါပြီသူရဲ့ရည်မှန်းချက်တွေကအရန်ကိုရှင်းပါတယ်ကိုလုပ်ငန်းကြောင့်ပတ်ဝန်းကျင်ကိုထိခိုက်မှုနည်းနိုင်သမျှနည်းအောင်ထိန်းချုပ်မယ်နိုင်ငံရဲ့ပတ်ဝန်းကျင်ဆိုင်ရာဥပဒေတွေကိုတိတိကျကျလိုက်နာမယ်ပြီးတော့ညဉ့်ညမ်းမှုတွေကိုရှော့ချမယ်ဆိုလိုတာကအမျက်ရမှုတစ်ခုတည်းမဟုတ်ပဲတာဝန်ယူမှုရှိတဲ့လုပ်ငန်းတစ်ခုဖြစ်ကြောင်းတက်တည်ပြရတာပါပဲအဲ့ဒီရမန်းချက်တွေပြီးဖို့အတွက်ဘာဒီကိုအဓိကထားရမလဲဆိုတော့ကိုလုပ်ငန်းကပတ်ဝန်းကျင်ကိုဘယ်လိုတက်ရောက်မှုတွေရှိလဲဆိုတာကိုသိရမယ်အမိုက်စွန့်ပေးတာတွေစွမ်းရည်နဲ့တန်စားတာအထုံးဆွဲတာတွေကိုစနစ်တကျစီမံရမယ်ညဉ့်ညမ်းမှုဖြစ်အောင်ကာကွယ်ရမယ်ဒါတွေကလက်တွေ့လှုပ်ဆောင်ရမယ်အပိုင်းတွေပေါ့ဟုတ်ပါတယ်ဘယ်လုပ်ငန်းမဆိုဒါကိုတုံးလို့ရတယ်ဒါပေမဲ့အထူးသဖြင့်စက်ယုံတွေဆောက်လုပ်ရေးလုပ်ငန်းတွေတတူတူဖော်ရေးလုပ်ငန်းတွေလို့ပတ်ဝန်းကျင်အပေါ်တက်ရောက်မှုကြီးတဲ့လုပ်ငန်းတွေအကတော့ဒါကမရှိမဖြစ်ကိုအရေးကြီးပါတယ်ကဲအရေးသွေးလမ်းကြောင်းရောဆိုင်းလန်းတဲ့လမ်းကြောင်းရောနှစ်ခုလုံးကိုတိသွားပြီဆိုတော့သူတို့နှစ်ခုပါရီကွာလဲဆိုတာကိုဘေးချင်းရှင်းပြီးတစ်ချက်ကြည့်လိုက်ကြအောင်ဆိုတော့သူတို့ရဲ့အဓိကကွာခြားချက်တွေကတကယ်တမ်းမှာပါတယ်ထင်မလဲဒီဇာတ်ကိုကြည့်လိုက်ရင်အားလုံးရှင်းသွားပါလိမ့်မယ်အဓိကရည်ရွယ်ချက်ကိုပဲကြည့်9001က customer စိတ်ကျဉ်တာမို့14001ကပတ်ဝန်းကျင်ကာကွယ်ရေးအာယုံစိုက်တွေရလဲမတူဘူးတစ်ခုကထုတ်ကုန်ရည်သွေးနောက်တစ်ခုကပတ်ဝန်းကျင်ပေါ်တက်ရောက်မှုအဲ့လိုကွဲပြားသွားတာနဲ့များသက်ဆိုင်သူတွေ stakeholder တွေပါကွာသွားရော9001မှာ customer ကအဓိကဖြစ်နေချိန်မှာ14001မှာတော့လူဖွဲ့စည်းအစိုးရပတ်ဝန်းကျင်အားလုံးပါဝင်လာပါတယ်ဒါကြောင့်စီမံခန့်ခွဲထားတဲ့ risk တွေလည်းလုံးဝကွဲပြားသွားတာပေါ့အဲ့ဒီမှာနောက်ဆုံးအရေးကြီးတဲ့မိန်းဝန်တစ်ခုထွက်လာပါပဲဒါဆိုလုပ်ငန်းတစ်ခုကဒီလမ်းကြောင်းတစ်ခုတည်းကတစ်ခုကိုပဲရွေးရမှာလားဆိုတာပါပဲအရေးအသွေးရောပတ်ဝန်းကျင်တာဝန်ယူမှုရောဒီနှစ်ခုလုံးကို system တစ်ခုတည်းအောက်မှာပေါင်းပြီးသုံးလို့ရောမရနိုင်ဘူးလားရနိုင်တာပေါ့အဖြေကတော့ yes ပါပဲတကယ်တော့အဲ့လိုပေါင်းဆက်လိုက်ခြင်းအပြင်အများကြီးပိုအားကောင်းတဲ့စနစ်တစ်ခုကိုတောင်ဖန်တီးနိုင်ပါသေးတယ်အဲ့လိုရေသွေးနဲ့ပတ်ဝန်းကျင်စံနှုန်းတွေကိုပေါင်းစပ်ထားတဲ့စနစ်ကို Integrated Management System အတိုကောက် IMS လို့ခေါ်ပါတယ် IMS ရဲ့အစွမ်းကပါလဲဆိုတော့အလုံးနှစ်ခုကိုတက်တက်စီလုပ်နေရတာမျိုးမဟုတ်တော့ပဲတခုတည်းပေါင်းလိုက်တာပါဒါကြောင့်အရေးသွေးကောင်းကိုလည်းရမယ်
ပတ်ဝန်းကျင်ကိုလည်းကာကွယ်ပြီးသားဖြစ်မယ်အဲ့ဒီပြန်စီမံခန့်ခွဲမှုကလည်းပိုပြီးထိရောက်မြန်ဆန်လာမယ်အားလုံးတပေါင်းနဲ့ပြီးသွားတာပေါ့ နောက်ဆုံးတော့ဒီစနုတွေကိုနားနဲ့လိုက်နာတယ်ဆိုတာစီကံလိုက်နာတဲ့အများကြီးပိုပါတယ်ကိုလုပ်ငန်းရဲ့အနာဂတ်အတွက်ထူးချွန်မှုစီကိုတွားမဲ့လမ်းကြောင်းကိုရွေးချယ်နေတာပါပဲဒါကြောင့်အဖွဲ့အစည်းတိုင်းတဲ့စဉ်းစားစရာကတော့ကိုလုပ်ငန်းအတွက်မှန်ကန်တဲ့လမ်းကြောင်းကဘယ်အဖြစ်မလဲအရေးသွေးလားပတ်ဝန်းကျင်လားဒါမှမဟုတ်နှစ်ခုလုံးကိုပေါင်းစပ်ထားတဲ့လမ်းကြောင်းလားဆိုတာပါပဲ